မနက်ခင်း6 နာရီရှိပါပြီဘန်ကောက်ရဲ့လမ်းတွေပေါ်မှာကျွန်တော်တယောက်တည်းတော့မဟုတ်ပါဘူးကင်းလဲနေတဲ့ကားစပိန်စီးဖို့ဆိုင်းပြင်းနေတဲ့သူတယောက်အာယုံတက်လာတာနဲ့အများကားတွေရဲ့အတန်ကိုလည်းစကြားနေရပါပြီမနေ့အစောကြီးထားပြီးလမ်းလျှောက်ထွက်လာရတဲ့ရည်ရွယ်ချက်တွေကတခုကတော့နှစ်ပေါင်း90ကျော်သက်တမ်းရှိပြီဖြစ်တဲ့ဒါဘန်ကောက်ကမနက်စာဆိုင်လေးမှာဘန်ကောက်သူဘန်ကောက်သားတွေမနက်ခင်းလမ်းလျှောက်ရင်းနဲ့ဒီဆိုင်မှာဝင်စားပြီးတော့တွေ့ဆုံကြမယ်အငွေ့အသက်မျိုးကိုယ်တိုင်ခန်းစားကြည့်ခြင်းလို့လမ်းလျှောက်လာခဲ့တာဖြစ်ပါတယ်ကျွန်တော်ဒီဘန်ကောက် Grand Palace အနီးတစ်ဝိုက်မှာဒါလမ်းလျှောက်ရတာတဘောကြတယ်ရင်ကျေးမှုအငွေတက်တွေပြည့်နေတဲ့ပတ်ဝန်းကျင်မှာဘယ်သူမှမရှိခြင်းပဲနေပါလေနော်အားလုံးပဲမင်္ဂလာနံနက်ခင်းပါကျွန်တော် Wat Ho ဆိုတဲ့စိတ်ခံနာမှာရောက်နေတာဖြစ်ပါတယ်ဒီနောက်မှာမြင်နေရတာတော့ဒါ Wat Arun ပေါ့နော်ခုဒီနေရာကျွန်တော်ရောက်နေတဲ့နေရာဒါနိုင်ငံခြားသားတွေရောဒါထိုင်းလူမျိုးတွေရောပေါ့နော်ဒီမှာလာပြီးတော့ Thailand ဆိုပြီးတော့ TikTok လာရိုက်တဲ့နေရာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ကတော့ကျွန်တော်တယောက်တည်းအဝရိုက်ဖို့ပေါ့နော်ဒါဒီနေရာကိုအပြတ်ငားထားတာဖြစ်ပါတယ်စတာပါကျွန်တော်မနက်9 နာရီကတည်းကနေလမ်းလျှောက်ထွက်လာတာပေါ့နော်ဆိုတော့ခု9 နာရီထိုးတော့မယ်ဆိုတော့ဒီနေရာမှာကျွန်တော်ရောက်တော့ဒါဘယ်သူမှတိတ်မရှိကြသေးဘူးနိုင်ငံခြားသားအတွဲတွဲရဲ့ကြီးကန်းညီနောင်နှစ်ဖော်ရဲ့ခိုးကလေးတွေရဲ့ပြောကျွန်တော်ရဲ့ပဲရှိသေးတာပေါ့နော်
ดาว ไข่ดาวแล้วก็ ไข่ดาวเนาะ ใช่ใส่ท็อปปิ้งท็อปปิ้งแฮมแล้วก็ไส้กรอก แฮมกระได้กรอบนะ ไส้กรอกกับแฮมลงแนะนำได้ไหม ขนมปังนึ่งสังขยาไหม จะ ไข่ ทานใน ดาว น้ำตาลนึ่งสังขยาก็ดั้งเดิม โอเคอันนี้ น้ำก็กาแฟเย็นชาเย็นไมโลเย็น ชาเย็น ชาเย็น นะครับ ครับကျွန်တော်မှာထားရည်စုံပါပြီဒါကတော့ဒါကြက်ဥ half fry နှလုံးမှာ topping အနေနဲ့ ham ရယ်ကြက်ဥကြောင်းရယ်ဒီကတော့ပေါင်းပေါင်းထားတာကိုမှဒါကာယာလေးနဲ့ဒါနိုစိမ့်နဲ့တို့စားဖို့ပေါ့နော်ဒါကတော့ Thai tea အေးပါကျွန်တော်ဒီကာယာနဲ့ဒါပေါင်မုတ်နဲ့တို့စားရတာကြိုက်တယ်ဘာလို့လဲဆိုတော့ဒီပေါင်မုတ်ကိုပေါင်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အနက်ကတော့မွေးနေတာပဲဒီမနက်စာတွေကဒါအိမ်မှာအလွယ်တကူအချိန်မကုန်မဲနဲ့ဒါလှုပ်ရှားလို့ရတဲ့ထဲမှာပါတယ်ဒါမြမမနက်စာဒါမုံဟင်းကားတို့မုံလင်မယားတို့ဒါမုံအုံနောက်တို့လိုမျိုးဒါလက်လဲမဝင်ဘူးဒီကအရသာဆိုလဲပုံမှန်ပဲဆိုတော့ဘာလို့နှစ်ပေါင်း60ကြာအောင်ဒါရက်တည်နေတာလဲကျွန်တော်တကူတဲ့ခန်းစားတင်မြင်ချက်ကိုပြောရမယ်ဆိုရင်ဒီဆိုင်ကအစားတောက်ကြောင်ဆိုတာထက်ဒီဆိုင်ကပေးတဲ့ဒါအငွေ့အသက်နဲ့ခန်းစားချက်ကြောင်လို့ယူဆမိပါတယ်ဒီမနက်ကတော့ကျွန်တော်စိတ်ထဲမှာအေးချမ်းနေတယ်လွတ်လပ်ပြီးပျော်ရွှင်နေတယ်စောထားလေးမရှိတဲ့သူတယောက်အနေနဲ့ငါစောမထားတဲ့အတွက်ဒါလွတ်သွားတဲ့ထူးခြားတဲ့စိတ်ခံစားမှုတွေဒါမြင်ကွင်းတွေဘလောက်တောင်များရှိနေပြီလဲကိုပြန်နေသုံးသပ်မိပါတယ်